ကိုမွေးလိုက်ကလေးရပေါ့ LGBT ဖြစ်နေဘာလုပ်မလဲ sporting ပေးမှာပေါ့ လက်ခံတယ်လေ ကိုကတော့ LGBT မထောက်ခံဘူး ဖြစ်ခွင့်ပေးလိုက်မှာပေါ့ ဒါပေမဲ့လူအခွင့်အရေးကိုတော့ထောက်ခံတယ် it's okay ဒါအဆင်ပြေတယ် LGBT တွေစပြီးရောပေါ်ပေါက်လာကြတဲ့ကကိုရီးယားလည်းဒါတွေလက်ခံမေးတယ်ဆိုတော့လေ ထောက်ခံတယ်ဆိုဒါပေမဲ့ကိုက LGBT မဟုတ်ဘူးလေ ကိုကဒါအထင်းချုပ်လိုက်လို့ရှိရင်သူစိတ်ညစ်သွားမယ် ကိုသားသမီးလေးဖြစ်နေရလေ ကိုကမိဘနေရောက်သွားလို့ရှိရင်ကိုရီးယားဖိထားရင်အခြားသူကပိုဖိလာမှာဆိုလို့ကိုယ်တိုင်က sporting ပေးစင်တာ သူပြောတာသူလို့ မိုက်တယ်မွေးလာမယ်ကလေးရလေ LGBT ဖြစ်နေဘာလုပ်မလဲ စိတ်ရင်းနဲ့ပြရမှာ ရိုက်တာပါ အာရောင် ကျွန်တော် sport ပေးမှာ ကိုကိုတိုင်းတော့ဒါကြီးကိုသဘောမကျဘူး ဒါကိုကျွန်တော်တို့တာပြီးဝေဖန်တိုက်ခိုက်လို့မရဘူးကျွန်တော် sport ပေးမှာ သူ့ကိုတော့အကောင်းဆုံးပြုစုပြောထားပေးမယ် ဒီဘတယောက်အနေနဲ့တော့လက်ခံပြရအောင် ကိုမွေးလာတဲ့ကလေးက LGBT ဖြစ်နေဘယ်လိုလုပ်မလဲ 100% sporting ပေးမယ် တကယ်ကြီးလား တကယ်ကြီးမနောက်ဘူး သူ့ရဲ့ဖြစ်တည်လာတဲ့ပုံစံလေးတပြောလို့မှမရသူစိတ်ရကိုစိတ်မှမဟုတ်တာ ဟာကောင်းလိုက် လူတိုင်းကကိုလုံးကျင်တာလုံနေလူတွေရွယ်လေကိုပြောလို့ကိုလုံနေရတဲ့ဟာလုံကိုကြက်ရကို ယောက်ျားလေးကြိုက်လဲကြိုက်ပေါ့ main ကလေးကြိုက်လဲ support ပေးရမှာတော့ ချစ်ချင်းမဲ့လေလူနဲ့လူနဲ့ချစ်တာကျွန်တော်တို့အနေနဲ့ဘာလို့သွားပြီးတော့ဖောင်းထုတ်လို့မှမရ လက်ခံပေးရမှာပေါ့ကိုကမိဘဖြစ်နေအောင် ဒီ LGBT ကို supporting ပေးရလူတယောက် support LGBT fan မို့လို့ ဟာ ဒီလာတွေကဖာလာပြီးသားပိုင်မီယာရှိနေရလေပတ်ဝန်းကျင်လည်းမထိကြရလေသူကသူအေးဆေးပဲဆိုတော့သူတို့ရဲ့ဘဝကိုလိုက်ပြီးတော့ချုပ်ချယ်နေဖို့မလို့ပလိန်တာတော့ဗာအဲ့လိုမျိုးကခုခေတ်မှာလည်းတိတ်တော့မတွေ့ရတော့ပါဘူးရှိလည်းမရှိတော့ဘူးလို့ထင်တာပဲလက်ခံပါတယ်